ပရိသတ်များလုံးပဲမင်္ဂလာပါ KB Sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းကသူတို့ရဲ့ဘဲတောင်မှကစားသမားလေးကာပရီရဲ့မာတင်နီလီကိုလာမယ့်နွေရာသီမှာရောင်းချသွားမယ်ဆိုပြီးတော့သတင်းတချို့ထွက်နေပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့နောက်ခံကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ဘာစီလိုနာအသင်းကပေါင်တန်း40နဲ့ကာပရီရဲ့မာတင်နီလီကိုခေါ်ယူဖို့စ조사နေတယ်ဆိုတဲ့သတင်းတွေကနေပြီးတော့စတင်လာတာဖြစ်ပါတယ်ဒါပေမဲ့တကယ်မှာတော့အဲ့လိုမဟုတ်ဘူးအာဆင်နယ်အသင်းဟာကာပရီရဲ့မာတင်နီလီကိုလုံးဝရောင်းချဖို့အစီအစဉ်မရှိပါဘူးကာပရီရဲ့မာတင်နီလီရဲ့လက်ရှိအနာဂတ်ကိုအာဆင်နယ်ကယုံကြည်ထားတဲ့အပြင်ကိုသင်းရဲ့ဘဲတောင်မှန်မှာလည်းခိုင်ခိုင်မာမာနေရာပေးသွားဖို့လည်းကိုအစီအစဉ်တွေရှိနေတယ်။ဒါအပြင်ကိုမာတင်နယ်လီကိုလည်းအနာဂတ် plan တွေထဲမှာလည်းထပ်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့အာဆင်နယ်ဘက်ကဆန္ဒရှိနေတယ်။ဒါပေမဲ့အာဆင်နယ်အသင်းဘက်ကနောက်ထပ်ထူးခြားတဲ့ option တစ်ခုကိုလည်းသတ်မှတ်ထားတယ်။အဲ့ဒါကတော့ဂါဘရီယယ်မာတင်နယ်လီကိုလက်ရှိခြေစွမ်းအနေအထားမှာပေါင်တန်း80နဲ့အထက်ကမ်းလှမ်းလာမယ်ဆိုရင်တော့ရောင်းထုတ်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့မာတင်နယ်လီကိုခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့အသင်းဟာပေါင်တန်း80အထက်ကိုပေးရမယ်အသင်းမျိုးဖြစ်မှာပဲရမယ်အဲ့လိုမှမဟုတ်ရင်တော့ခေါ်ယူနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့မာတင်နယ်လီနဲ့ပတ်သက်တဲ့သတင်းတွေထွက်လာတာဟာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တကယ်ပါတော့အာဆင်နယ်ဘက်ကရောင်းချသွားဖို့အစီအစဉ်လုံးဝမရှိဘူးလို့သိရပါတယ်